ဝက်စတိုရဲ့လောကကြီးမှာရှင်သန်နိုင်ဖို့ဆိုရင်ဓာရင်ကျွမ်းကျင်ရုံနဲ့မလိုတော့ဘူးရက်ဆက်ဖို့လည်းလိုပါတယ်ဂိမ်းအောင်သလုံးဆိုတဲ့နာမည်နဲ့ညီထီးနှန်းကိုလူးကြရင်သွေးချောင်းစီးတဲ့ဇလန်းမှာဘသူတွေကလူသားဆုံးဖြစ်မလဲဒီနေ့မှာတော့ဇက်ကောင်ဆဲကောင်ရဲ့ကေးကောက်တွေကိုသေးစိတ်တင်ဆက်ပေးသွားမှာပါနံပါတ်10 Ramsey နံပါတ်10နေရာမှာရှိရကတော့ရက်ဆက်ရုပ်မှာမှုမှာပြိုင်ပွဲမရှိတဲ့ Ramsey ပါသူကတော့ရေအတွက်ထက်တက်တက်နီးလန်းကြောင့်ပိုပြီးနာမည်ကြီးရပါသူ့ပေကိုယ်တိုင်တော့ Ramsey ရဲ့ဓာချက်အောက်မှာတက်ပြောက်ခဲ့ရသလို Ringo Starr ကိုပြေးခန်းပြီးတော့နောက်ကျောကနေညနဲ့ပြစ်ခဲ့တာကလည်းပြည်သက်တွေအတွက်ရင်နာစရာပါနောက်ဆုံးမှာတော့သူကိုယ်တိုင်ကျွေးထားတဲ့ခွေးတွေနဲ့စာဖြစ်ဆက်သိမ်းခဲ့ရတယ်သူကိုယ်တိုင်လူတန်းခဲ့တဲ့ရေအတွက်ကတော့15ယောက်ကျော်ပါနံပါတ်9 Jamie Lannister ကင်းစလီယာလိုလူသိများတဲ့သူပါသူကတော့ Mad Queen ကိုနောက်ကျောကနေဓာတ်နဲ့ထိုးတိုက်ပြီးတော့နာမည်ဆိုးနဲ့ကြော်ကြခဲ့သူပါမျက်နှာချစ်ဆိုင်တိုက်ပွဲတွေမှာလူတော်တော်များကိုတတ်ခဲ့ပေမဲ့စီးရီထက်မှာအဓိကပြသသွားတဲ့ပြကွက်တွေကတော့လူ16ယောက်ကိုတိုက်ရိုက်တပ်ဖြတ်ခဲ့တာပါအဲ့တော့သူလူတတ်ခဲ့တဲ့ရေအတွက်က16ယောက်ပါနံပါတ်8 Brianna Dot တစ်စာရှိတဲ့မျိုးသမီးစစ်တီတော်ကြီးပါသူမကတော့ရက်ရှိရှိကိုလုံးတောက်နဲ့ယောက်ျားရင်းမာကြီးတွေကိုတော့ရှင်တက်နိုင်သူပါသူမက King Ranry အတွက်ကလစားချီတဲ့အနေနဲ့စားနဲ့ Brathian ကိုကိုယ်တိုင်ကောင်းပြတ်တတ်ခဲ့ပါတယ်ဒါအပြင် Sansa Stark ကိုကာကွယ်ရင်းနဲ့ Bolton စစ်တီတော်တော်များများကိုရှင်းထုတ်ပစ်ခဲ့သူပါသူလူတက်ခဲ့တဲ့ရေအတွက်ကတော့26ယောက်ကျော်ပါနံပါတ်7 Bron ဆိုတာပတ်စံပင်ရင်ဘသူဘက်ကမဆိုတိုက်ပေးတဲ့ကြီးစားစစ်တီတယောက်ပါသူကတော့ညင်ပတ်တဲ့နီလန်းတွေကိုတုံးပြီးတော့တပ်ဖြတ်တတ်သူပါသူဟာ Black Water တိုက်ပွဲမှာ Wi-Fi မြားမီတစင်းတန်းနဲ့ Stanley ရဲ့တေးဘောအုပ်စုကြီးကိုဖျက်ဆီးခဲ့တာကြောင့်လူပေါင်းထောင်ချီကိုတေးစေခဲ့တဲ့အဓိကတရားခံတအုပ်လည်းဖြစ်ပါတယ်ဒီတော့ Bron Direct တက်ခဲ့တဲ့လူရေအတွက်က25ယောက်ကျော်ဖြစ်ပြီးတော့သူ Indirect တက်ခဲ့တဲ့လူရေအတွက်ကထောင်ချီရှိပါတယ်နံပါတ်7 The Houndတောင်းဆိုတာဘဝကိုခါခါတီးတီးဖြတ်သန်းခဲ့ရတဲ့လူတစ်ယောက်ပါသူကတော့တွေ့သမျှလူတိုင်းကိုပိုင်ပိုင်ပြတ်အောင်ခုတ်ထစ်တပ်ဖြတ်ခဲ့သူပါသူဟာစီးရီးတစ်ခုလုံးမှာအာယာကိုမြေတောင်မြောက်ပေးခဲ့ပြီးတော့နောက်ဆုံးမှာသူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့သူ့အကိုတမောင်တင်ကိုလည်းနိုင်ယူခဲ့ပါသေးတယ်သူလူတက်ခဲ့တဲ့ရည်အတွက်ကတော့40ကျော်ဖြစ်ပါတယ်ခုပြောပြမှာကတော့ဂေးကောက်ရာကနန်းကနေတင်ကနန်းတီးရှိတဲ့ထေးသီး9ယောက်ကျောင်းပါသူတို့ကတော့ Westlo ရဲ့တမိုင်းကိုပြောင်းလဲခဲ့သူတွေဆိုလဲဟုတ်ပါတယ်နံပါတ်5 Jon Snow ဆိုတာပရိယေတုံးတာတဲ့စိတ်မြင်ပြင်မှာဓာချင်းရှင်ကိုပြီးတော့ကိုယ်တိုင်ကိုချတတ်တဲ့သူပါ Battle of the Bastards ကနေစလို့ဟာဟုံးတိုက်ပွဲတွေအထိသူကရှေ့တန်းကနေတိုက်ခတ်ခဲ့တာပါသစ်စဖောက်ဂျန်နိုစလိုင်းကိုခေါင်းဖြတ်တာအိုရီကိုကျိုးပေးတာကစ White Walker တွေကိုပါသူဟာကိုယ်တိုင်နေနေခဲ့သူဖြစ်ပါတယ်သူလူတက်ခဲ့တဲ့ရေတွဲကတော့105ယောက်အထက်မှာရှိပါတယ်နံပါတ်4 Cersei Lannister Cersei ဆိုတာဓာတ်ကိုကိုယ်တိုင်မကန်ပေမဲ့သူမရဲ့ညံကိုလက်နက်ဖြစ်သုံးပါတယ် Great Cinema of Beorn ကို Wildfire နဲ့ဖောက်ခွဲပစ်ခဲ့တဲ့ပြကွက်ကတော့ GOD ရဲ့ထင်ကြရဆုံးလူတက်မှုပါအဲ့ဒီတက်ခိုင်မှုကြောင့် Margaret တန်ရွယ်ပါဝင်သူမရဲ့ရန်သူမှန်သမျှနဲ့မြို့သူမြို့သား200နီးပါးဟာတပြိုင်တည်းကြာကြာသွားခဲ့ရတာပါဒီတော့ Cersei တက်ခဲ့တဲ့လူကြီးအတွက်က199ယောက်အထက်မှာရှိပါတယ်နံပါတ်3 Arya Stark နံပါတ်3နေရာမှာရှိတာကတော့ Arya Stark ပါပဲသူမဟာသူမရဲ့ Kill List တဲကလူတွေကိုကြောက်ပြီးတယောက်တတ်ခဲ့တယ်လို့ပရင်းမျိုးနွယ်စုတစ်ခုလုံးကိုစိတ်ခတ်ပြီးတော့မျိုးပြုတ်ခဲ့သူပါဒါတည်းမကားသေးပါဘူးတကဘာလုံးကိုချင်းချောင်းနေတဲ့နိုင်ကင်းကိုပါတက်လိုက်တဲ့အတွက်သူမရဲ့ကေးကောက်ကထောင်ကနန်းထိထိုးထွက်သွားဖြစ်ပါတယ်ဒီတော့သူမတက်ခဲ့တဲ့သူရဲ့အတွက်ကတော့1288ယောက်ထက်မှရှိပါတယ်နံပါတ်2 Daenerys Targaryenဆိုတာတကားရီလို့တခွန်ပြောလိုက်ယုံနဲ့သူ့ရဲ့နဂါးတွေရဲ့မီးတွေကရန်သူတွေကိုပြဖြစ်စေပါတယ်။ Kingsland မြို့ကိုသူမသေးပိုက်လိုက်တဲ့ချိန်မှာလက်နက်ချနေတဲ့မျိုးသားတွေကိုပါမီးရှို့တတ်ခဲ့တာကြောင့်တေဆုံးသူရေအတွက်ဟာနှစ်သိန်းနဲ့မနည်းရှိနိုင်ပါတယ်။ဒါကတော့ဂျီယိုနီတစ်ခုလုံးမှာလူသားတွေထက်ကမှလူတတ်နိုင်ဆုံးလူတယောက်ပဲဖြစ်ပါတယ်။သူမတတ်ခဲ့တဲ့လူရေအတွက်ကနှစ်သိန်းအထက်မှာရှိနိုင်ပါတယ်။ Number 1 Night King တကယ်တမ်းလူသားဆုံးကတော့လူသားမဟုတ်တဲ့ Night King ပါပဲ။သူကတော့လူသားယုံတယ်မကားပဲနဲ့တေပြီးသားသူတွေကိုပါသူ့ရဲ့စစ်တီတွေဖြစ်ပြန်လဲရှင်စေခဲ့တာပါသူဖြတ်တန်းသွားတဲ့မျိုးတိုင်းဟာလူသေးကွင်းပြင်တွေဖြစ်ကြရင်ခဲ့တာမို့လို့သူဟာ GOD ရဲ့ကြောက်စရာကောင်းဆုံးသေမင်းတမန်ပါပဲသူလူသက်ခဲ့ရေအတွက်ကိုပြောမယ်ဆိုရင်တန်းနဲ့ချီပြီးအောင်ရှိနိုင်ပါတယ်ခုပြောပြသွားတဲ့ဇက်ကောင်10ယောက်ထဲမှာ brother တို့ကြိုက်ဆုံးဇက်ကောင်ကဘာသူဖြစ်မလဲတရိုက်တက်တာမှာ Jon Snow ကထိဆုံးရှိနေပြီမဲ့ရက်ဆက်မှုမှာတော့ Ramsay ကတန်းနေပြန်ပါတယ်ဘသူကတော့ဒီထက်ပိုပြီးတော့တတ်တယ်လို့ထင်တဲ့သူဒါမှမဟုတ်ဒီစင်းထဲမှာမပါသေးတဲ့တခြားသူတွေရှိသေးရင်လည်း comment မှာရေးသွားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်